င်္ဂလာပါခင်ဗျာရှင်တော်ပြေခဲ့ရတဲ့တန်ရုံလေးညီမလေးရဲ့မင်းနဲ့ဆုံတွေ့ခဲ့တဲ့ညာလေးတစ်ညောင်ကွယ်အမိနဲ့ရင်နဲ့လွမ်းနဲ့နှုတ်ဆက်ခြင်းကမောင်ရင်နဲ့ဝေဒီတာဝေဒနာလေးတွေခံလာခဲ့ရတယ်ဒါတွေကိုသိတော့အောင်မလားတန်ရုံလေးညီမလေးရဲ့ဒီနေ့မှဘာတွေရှိတယ်ကိုမပြောပြလဲရဲ့သူဒီပါအောင်ကွယ်သူတဲတွေကြွေးကိုကွယ်တန်ရုံလေးညီမလေးရဲ့တန်ရုံလေးညီမလေးရဲ့မိုးတဲ့ရင်နဲ့ရဲကိုချစ်မိတယ်တန်ရုံလေးညီမလေးအတွက်ပါရေနာပြေရတဲ့တန်ရုံလေးညီမလေးရဲ့မင်းနဲ့ဆုံခဲ့တဲ့ညာလေးတစ်ညကိုကွယ်အမိနဲ့ရင်နဲ့လွမ်းနဲ့နှုတ်ဆက်ခြင်းကမောင်ရင်နဲ့ဝေပြေတာဝေဒနာလေးတွေခံလာခဲ့ရတယ်ဒါတွေကိုသိတော့အောင်မလားတန်ရုံလေးညီမလေးရဲ့ရှင်နေမှာဘာတွေရှိတယ်ကိုမပြောပြလဲရဲ့သူဒီပါအောင်ကွယ်တို့တဲကြွေပြီးဖို့ကွယ်တန်ရုံလေးညီမလေးရဲ့တန်ရုံလေးညီမလေးရဲ့မိုးတဲ့ရင်နဲ့ရဲကိုရှိမိတယ်သူလေလွန်ရပြီကွယ်ပြေခဲ့သူလေလွန်ရမှာပဲကွယ်လောက်ကဘာတွေလဲဝေးဝေးတောက်ကဘာတွေလဲချာချာတန်ရောစီနှုံညိုလေးတွေရှိနေတော့လေတို့ပြန်ဆုံးမဲ့ဒီကိုအော်တို့ပြန်ဆုံးမဲ့ညကိုလက်ချိုးကားရည်တွေလို့ကွယ်စောင့်နေပါမယ်တန်ရောစီညီမလေးရဲ့တန်ရောစီညီမလေးရဲ့စာလေးကပြားလေးကဘိုးခေကွယ်တန်ရောစီညီမလေးရဲ့မုတ်တဲ့ရင်ထဲမှာတော့တက်တာတော့မင်းနိုင်ပါဘူးအမြဲတမ်းစောင့်မျှော်ရင်းနဲ့လွမ်းနေမှာပါလို့ပြန်တော့ပြန်ရတဲ့တန်ရုံလေးညီမလေးရဲ့မင်းနဲ့ဆုံတွေ့ခဲ့တဲ့ညာလေးတစ်ညကိုကွယ်မိနဲ့ရင်နဲ့လွမ်းနဲ့နှုတ်ဆက်ခြင်းကမောင်ရင်နဲ့ဝေပြေတာဝေဒနာလေးတွေခံလာခဲ့ရတယ်ဒါတွေကိုသိတော့အောင်မလားတန်ရုံလေးညီမလေးရဲ့ရင်ထဲမှာဘာတွေရှိတယ်ကိုမပြောပြလဲရဲ့သူဒီပါအောင်ကွယ်တို့တဲ့လူတွေဘောကွယ်တန်ရုံလေးညီမလေးရဲ့တန်ရုံလေးညီမလေးရဲ့ဘုဒ္ဓရင်နဲ့ရဲကိုရှိမိရဲ့သူလေလွန်ရပြီကွယ်ပြေခဲ့သူလေလွန်ရမှာပဲကွယ်ရောက်ကဘာတွေလဲဝေးဝေးတောက်ကဘာတွေလဲချာချာတန်ရောစင်းနှုံညိုလေးတွေရှိနေတော့လေတို့ပြန်ဆုံးမဲနေကိုအော်တို့ပြန်ဆုံးမဲညကိုလက်ချိုးကားရည်တွေ့ရင်စောင့်နေပါမယ်တန်ရောစင်းညီမလေးရဲ့တန်ရောစင်းညီမလေးရဲ့စာလေးကပြားလေးကဘိုးခေ